အခုလိုကစုံလာပြီနေ့နတ်နဲ့ခင်းမှာဒီပင်ကရာမြတ်စွာဘုရားဆွမ်းခံကြွဝင်တဲ့အချိန်လို့ဆိုတော့ညချမ်းတော့မဟုတ်ဘူးဆွမ်းခံကြွတဲ့အချိန်အဲ့ဒီအချိန်မှာနတ်တွေမြမာတွေရဲ့ကြွေးကြော်သံထဲမှာဒုဝံဗုဒ္ဓဘဝိတ္တိတေချာပေါက်ဖျားဖြစ်မှာဆိုတဲ့စကားနဲ့ဘာလို့တေချာပေါက်ဖျားဖြစ်မှာဆိုတာပြောရအကျိန်ပေါင်းသူတို့ဘလောက်ထိအောင်အတီးပြုတ်ပြီးပြောကြတယ်လဲဆိုရင်26ကြိမ်အတီးပြုတ်ပြီးတော့ပြောကြတာဘာကြောင့်မြတ်စွာဘုရားရဲ့ဗျာဒိတ်စကားပေါ်မှာဘယ်လိုအကြောင်းအရာတွေတွေ့ပြီးတော့ထပ်မံအတီးပြုတ်ပြီးတော့ပြောကြတာလဲဆိုတာကိုကစုံလာပြီဗျာဒိတ်တော်ပွဲရဲ့အမတ်တရပုံရိပ်များကိုမှတ်တမ်းတင်ထားတဲ့ဘုရားဝင်ပါဠိတော်မှာဒီအတိုင်းဖြည့်ရှင်းပြီးတော့ပြောပြထားတာရှိတယ်ပေါ့ဖယားလောင်းနေရဲ့ဗျာဒိတ်ခံပွဲအကျဉ်းချင်းကြုံခဲ့ရတဲ့တက်တန်းရှိကြတဲ့ဗြဟ္မာကြီးတွေဆိုတာရှိတယ်ပေါ့သူတို့ကအတီးပြုတ်နိုင်တယ်သူတို့အတီးပြုတ်ပေးတာလူသားတွေကတော့မမိဘူးပေါ့ဒါကိုအဲ့ဒီဗြဟ္မာကြီးတွေကဘလို့အတီးပြုတ်ပေးတာတုံးဆိုတော့ရှေးခင်တုန်းကဘောဓိတတ္တဆိုတဲ့ဘုရားလောင်းတွေဟာလေအခုလိုဗျာဒိတ်ခံပြီးတော့တင်မလင်ခွေထိုင်လိုက်တဲ့အချိန်မှာတဲ့အဲ့ဒီအခိုက်အတန့်မှာဖြစ်ပေါ်လာတဲ့အံ့ဩဖွယ်အယိတ်တမိတ်တွေဟာဒီကနေ့လဲတွေးရှိနေရပြန်ပြီဒါတက်တန်းရှိတဲ့ဗြဟ္မာကြီးတွေကပြောတဲ့စကားပဲလူသားတွေကတော့မမိနိုင်ဘူးဒီပင်ကရာမြတ်စွာဘုရားရဲ့အခုဗျာဒိတ်ပွဲမှာမိတဲ့ပုဂ္ဂိုလ်တွေကထူးထူးခြားခြားပြောနိုင်တာမဟုတ်ဘူးသို့တော့တက်တန်းရှိကြတဲ့စัจ java လာတိုက်တသောင်းကရောက်ရှိလာကြတဲ့ဗြဟ္မာကြီးတွေကပြောတာပဲဖြစ်မယ်ဒါလောက်အခုဒီကနေ့ဖြစ်ပေါ်လာတဲ့အယိတ်နမိတ်ဖြစ်ပေါ်လာတဲ့အခြေအနေတွေဟာရှေးတုန်းကဘုရားလောင်းနေဒီဗျာဒိတ်ခံတဲ့နေ့မှာလည်းပဲဖြစ်ပေါ်လာခဲ့တယ်အဲ့ဒီဖြစ်ပေါ်လာတာတွေကိုထောက်ရှုပြီးတော့သူမိတာယသိသင်ဟာသေချာပေါက်ဘုရားဖြစ်မှာပဲလို့အတည်ပြုပြီးတော့ပြောကြတယ်အတည်ပြုပြောတဲ့ထဲမှာအခြေအနေတွေဟာဘယ်လိုအခြေအနေတွေကိုအထင်ရှားပြပြီးတော့ပြောကြသလဲဆိုတဲ့ထဲကစုံလဆိုတာမေလရာသီဟာပူအိုက်တဲ့ရာသီတစ်ခုဖြစ်တယ်အင်တာမပူတယ်မြန်မာမှာကစုံလဆိုဒီမှာကံစိန်တိအဋ္ဌတိကစုံလို့မြန်မာမှုအတိပ္ပယ်ကိုဖော်တဲ့အခါမှာရေပြတ်တဲ့လလို့ဒီလိုတောင်ဆိုတာပဲရေတွင်းနေပါလေရေတွေခန်းကုန်တယ်ဒါကြောင့်မို့ဘောဓိပင်ရေသွန်းလောင်းတယ်ဆိုတာလည်းပဲဒီအတိပ္ပယ်ပါဝင်တယ်လို့ကစုံလကိုရေသွန်းလောင်းတာဟာရေမပြတ်စိတ်သောငါဆိုတဲ့အဓိပ္ပာယ်လည်းပါတယ်ဗုဒ္ဓနေဖြစ်သောကြောင့်လည်းပဲဘောဓိပင်ကိုအမှတ်တရအနေနဲ့ရေသွန်းလောင်းတာလည်းပါတယ်ပေါ့ကစုံလဆိုတဲ့ယာတိဟာရေပုံအားဖြင့်ပူးနေတဲ့ယာတိဖြစ်တယ်အဲ့ဒီမှာအဲ့ဒီနေ့တော့ထူးထူးဆန်းဆန်းပဲသူဝိရာယသိလေးတင်းမြင်ခွေးထိုင်လိုက်တဲ့အချိန်ကယာတိဥရုကဘလို့ချက်ချင်းကြီးပြောင်းသွားတော့ဆိုတိတံဗျပ္ပကတံအေးသွားတာလည်းမဟုတ်ဘူးတဲ့။ဩနိသဥပတမတိယာတိဥရုပူးနေတာကြီးကလည်းပဲငြိမ့်သွားတယ်။ချက်ချင်းကြီးပြောင်းသွားတဲ့အဓိပ္ပာယ်ကိုဆိုလိုတယ်ပေါ့။ဟုတ်ယာတိဥရုပူရာတွေလည်းပဲငြိမ့်သွားပြီးတော့အေးလွန်တာလည်းမဟုတ်ဘူး။အေးလွန်ခဲ့တဲ့အနေထားလည်းမဟုတ်ဘူး။အဲ့ဒီအချိန်မှာကစုံလယာတိဥရုကခါတိုင်းနဲ့မတူပဲဒီပြင်အချိန်နဲ့မတူပဲနဲ့ဖြစ်ပေါ်လာတာတွေကိုတတိထားမိလို့တာနိအစ္ဆပဋိတံတိဒုဝံဗုဒ္ဓဝိတ္တိယာတိဥရုပြောင်းသွားတာကိုကထူးခြားတဲ့အတိတ်နမိတ်ပဲချက်ချင်းကြီးယာတိဥရုတွေပြောင်းသွားတယ်အပူအေးမြတ်မြတ်တာဖြစ်သွားတယ်အဲ့ဒီအခြေအနေရဟာအခုဖြစ်ပေါ်ပြီးတော့နေတာကိုတွေ့ရတယ်ဒီအမှတ်သားအရာဆိုလို့ရှိရင်တော့ရှေးတုန်းကဘောဓိတတ္တတွေဟာလဲဗျာဒိတ်တွေရပြီးတော့ဖျားဖြစ်သွားကြတာဖြစ်လို့သင်ကိုယ်တိုင်လည်းပဲသင်ယသိလေးကိုယ်တိုင်ဟာလည်းပဲတေချာပေါက်ဖျားဖြစ်မှာပါလို့
ပြောဆိုကြတဲ့အတန်ကြီးဟာထွက်ပေါ်နေတယ်ပေါ့ထူးထူးခြားခြားနတ်မြမာတွေကြွေးကြော်တန်ကလွဲလို့ဒီအတန်တွေတိတ်သွားလိုက်တဲ့အချိန်မှာခါတိုင်းနဲ့မတူကြက်တန်တွေငှက်တန်တွေစူတန်တွေမိုးချုံတန်တွေဟာစဘာသာမှမကြားရပဲနဲ့အတန်တွေဟာဖះအလောင်းတွေတင်မြင်ခွေးထိုင်လိုက်တဲ့အချိန်မှာတေချာပေါက်ဖះဖြစ်မယ်ဆိုတဲ့အတန်ကလွဲလာလို့ရှိရင်ဘာသာမှကိုမကြားရတော့အားလုံးအတန်တွေအားလုံးတိတ်ဆိတ်ငြိမ်သက်သွားတယ်အဲ့ဒီတိတ်ဆိတ်ငြိမ်သက်သွားခြင်းဟာလည်းပဲဒီပင်ကရာမြတ်စွာဘုရားကိုယ်တိုင်မိန့်ကြားခဲ့တဲ့အတိုင်းဖះဖြစ်မှတေချာတယ်ဒီအရေးနမိတ်တွေပေါ်နေတယ်ထူးခြားချက်တွေပေါ်ဒါကဒုတိယမြောက်ထူးခြားချက်ကိုဖော်ပြကြတာတတိယမြောက်ထူးခြားချက်ကဘာလို့ဆိုရင်လူတွေလည်းပဲတတိပြုနိုင်လာတယ်ကစုံလားပြီဆိုတာမုံတိုင်းလေးတွေတိုက်ခတ်တတ်တယ်ပေါ့လေယူထပြီးတော့မုံတိုင်းတွေတိုက်ခတ်တတ်တယ်အဲ့ဒီမှာလေပြင်းနေမတိုက်ဘူးလေတွေဟာငြိမ်သက်သားကောင်းသွားတယ်လေတွေငြိမ်သွားတာမဟုတ်ဘူးမြစ်တွေချောင်းတွေဟာလည်းပဲငြိမ်သက်သွားပြီးတော့စီးဆင်းမှုတွေခိတ္တရပ်တန့်သွားတယ်ဟောထူးခြားတဲ့အတိတ်နိမိတ်တွေဖြစ်ပေါ်တယ်မြစ်ချောင်းအင်းအိုင်တွေရဲ့စီးဆင်းနေတဲ့မြစ်ချောင်းအင်းအိုင်တွေဟာခိတ္တရပ်တန့်သွားတယ်ဆိုတာကိုနတ်တွေမြမာတွေကသိလိုက်တယ်လူတွေကတော့သိချင်မှသိလိုက်မယ်ပေါ့အဲ့ဒါကိုသူတို့ကပြောပြတယ်ဒီအတိတ်နိမိတ်တွေဟာထင်ရှားတွေ့နေရတယ်လေမတိုက်တာတော့လူတွေလည်းသိနိုင်တယ်မြစ်ချောင်းအင်းအိုင်တွေဟာခိတ္တကနာရေစည်းတွေတန့်သွားတာလေးဟာအမှန်တမ်းထူးခြားတဲ့အတိတ်နိမိတ်တွေပဲဒါကြောင့်မို့လို့ဒုဝံဘုံတော်ဘဝိတ္တိဖျားဖြစ်မှာသိချတယ်